MMA Sport မြန်မာကဒီတစ်ပတ်ရဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်နဲ့အတူတူသုံးသပ်ကြည့်အောင်ဗျကျွန်တော်ရဲ့ Facebook YouTube TikTok လေးတွေကို Subscribe နဲ့ Follow လုပ်ပြီးအားပေးလို့ရပါတယ်ဗျဒီညမှာတော့အားလုံးစောင့်ကြည့်နေကြတဲ့ La Liga ဇယားထိပ်ပိုင်းအပြောင်းလဲအတွက်အလွန်အရေးကြီးတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲအကြောင်းကိုပြောပြပေးချင်ပါတယ်ဗျအဆင့်2နေရာက Real Madrid နဲ့အဆင့်3က Villarreal တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပါပဲပွဲကစားမိအချိန်ကတော့ဇန်နဝါရီ25ရက်တနင်္ဂနွေနေ့အစောပိုင်းမနက်2နာရီခွဲမှာ Villarreal ရဲ့အိမ်ကွင်းထက်တဲ့ Estadio de la Ceramica မှာကစားသွားမှာဖြစ်ပါတယ်။အိမ်ရှင် Villarreal အကြောင်းအရင်ကြည့်အောင်ဗျ။ဒီဟာဒီအိမ်ကွင်းမှာသူတို့ကတော်တော်လေးမာကြွတဲ့အသင်းပါ။အိမ်ကွင်း10ပွဲမှာ10ပွဲထိအနိုင်ရထားပါတယ်။မာဆလီနိုရဲ့စနစ်တကျတံပြန်တိုက်စစ်က Madrid ကိုဒုက္ခပေးနိုင်ပြီးအထူးသဖြင့်10ဂိုးသွင်းထားရဲ့Alberto Molinero နဲ့ Moreno တို့ရဲ့တွဲဖက်မှုကိုသတိထားရမှာပါ။ဒါပေမဲ့သူတို့အတွက်အခက်အခဲကကွင်းလယ်လူ Santi Comisanya နဲ့ပါဘယ်ကူရေးတို့ဒဏ်ရာပြဿနာရှိနေတာကအားနည်းချက်ဖြစ်သွားနိုင်ပါတယ်ဗျ။အဲ့ဒီ Real Madrid ကတော့နောက်ဆုံးကစားခဲ့တဲ့ Champions League မှာ Monaco ကို6ဂိုး1ဂိုးနဲ့အပြတ်အသတ်နိုင်ထားလို့ယုံကြည်မှုကတော့ထိပ်ကိုရောက်နေပါတယ်။ Kylian Mbappe ကလည်းနောက်ဆုံး2ပွဲမှာ3ဂိုးအထိသွင်းယူထားပါတယ်။ဒါပေမဲ့ Madrid အတွက်အကြီးမားဆုံးစိန်ခေါ်မှုကခံစစ်ပိုင်းပါပဲ။ Militao, Rudiger နဲ့ Arno တို့ဒဏ်ရာရနေတယ်လို့ကွင်းလယ်က Chouameni လည်းပွဲပယ်ခံထားရတာကြောင့် Madrid ခံစစ်တန်းကတော်တော်လေးဟာကွက်ရှိနေနိုင်ပါတယ်ဗျ။စိတ်ဝင်စားစရာကောင်းတာကတမိုင်းကြောင်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ Villarreal ကအိမ်ကွဲမှာ Madrid ကိုအမြဲတမ်းဒုက္ခပေးလေရှိပါတယ်။ဒါပေမဲ့နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာတော့ Madrid ကရှုံးပွဲမရှိထားတာတွေ့ရမှာပါ။ကဲကျွန်တော်ရဲ့ခံမှန်းရလက်ကတော့ Madrid ရဲ့တိုက်စစ်စွမ်းရည်ကပဲပွဲကိုအဆုံးဖြတ်ပြီး Villarreal တကူ Real Madrid 2ကူဒါမှမဟုတ်2-2တရရလက်ထွက်ပေါ်နိုင်ပါတယ်ဗျပရိသတ်ကြီးကတော့ Madrid ရဲ့ခံစစ်ပြဿနာကပွဲကိုပြောင်းလဲသွားစီမလားဘလို့ထင်ထလဲဆိုတာပြောခဲ့ပါအောင်ဗျရှေ့ဆက်ပြီးတော့လဲ MMA Sport မြန်မာမှာအားကစားသတင်းလေးကိုအပတ်စဉ်တင်ဆက်ပေးသွားပါအောင်ပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ Facebook, YouTube, TikTok လေးတွေကို Subscribe နဲ့ Follow လုပ်ပြီးအားပေးလို့ရပါတယ်ဗျ Telegram မှာ live လွှင့်ပေးမှာမလို့ကျွန်တော် Telegram ကိုဝင် join ထားပေးကြပါအောင်ဗျပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်